မင်္ဂလာပါရှင့်အရင်တုန်းကရခိုင်ရခိုင်ခင်းနေရခိုင်မှာတိုက်ပွဲတွေဖြစ်ရခိုင်မှာကြားတယ်ဆိုတော့ရခိုင်နဲ့ပမာနဲ့စစ်တပ်ကစောက်သုံးကြဘူးဟိုဘယ်အောင်လဲစောက်သုံးကြဘူးအဲ့လိုမျိုးတောက်လျှောက်တိုက်ခဲ့တယ်အဲ့ဒါပြီးတော့ဘာဖြစ်လဲဆိုတော့စစ်သားအထက်လူကြီးရငငယ်ထားတယ်အထကြီးကရဲဘော်တွေကိုဘယ်လိုနှိပ်ကွတ်တယ်ဘယ်လိုလုပ်တယ်ရဲဘော်တွေကလာစာနည်းနည်းလေးနဲ့လုံနေရတာလူကြီးတွေဆိုဘယ်လိုစားတောက်တာဘာညာဆိုပြီးတိုက်တယ်အခုဂမ်ဘီယာကိစ္စလာပြန်တော့လေဂမ်ဘီယာမှာမြန်မာကရှုံးတော့မှာဂမ်ဘီယာမြန်မာရှုံးတော့မှာနိုင်ငံက17နိုင်ငံတောင်ပေါင်းထားတာအဲ့လိုတွေလာပြန်ပြီအခုသူ့ရဲ့ပြောလိုက်ငါတို့နိုင်ငံကျွန်တော်တို့နိုင်ငံကလေကျွန်တော်တို့နိုင်ငံလို့မပြောသင့်တော့ဘူး तू ဘာလို့လဲဆိုသူ့ရဲ့ပြောရက်တွေကကျွန်တော်တို့နိုင်ငံကိုတုံးမကြဘေးကြနေအောင်ပြောတာဘေးမှာကြနေအောင်ပြောတာအဲ့ခါကျတော့မပြောသင့်တော့ကိုယ်နိုင်ငံလို့ကိုယ်နိုင်ငံကိုချစ်လို့ရှိရင်ကြာကိုယ်နိုင်ငံကိုကာကွယ်ရမယ်ကိုယ်နိုင်ငံကိုနှမ်းစီလောက်ဖြစ်ကာကွယ်ရမယ်ကိုယ်နိုင်ငံအကျိုးရှိတဲ့ကိစ္စမှန်တယ်ပြောရမယ်အခုကအဲ့လိုမဟုတ်တော့ဘူးကိုယ်နိုင်ငံဘေးကနေထိုးနှက်ဂမ်ဘီယာတရားဆွဲဆိုစောက်ခွက်ကြီးကိုပြုံးပြီးပြောတာတဲ့အခုကြတော့ဘာထက်ပြောလဲဆိုတော့တော်လည်းရေးတသားတွေတဲ့အမေရိကန်ကထောက်ပံ့ကြီးကိုတဲ့တော်လည်းရေးတသားတွေရဲ့လက်ထဲကိုရောက်တော့မှဆိုပြီးဂျင်းသရီနေလွှတ်နေတာ4ရက်5ရက်ရှိသွားပြီအဲ့တော့တော်လည်းရေးတသားတွေလည်းတိတ်ပြောမနေနဲ့ဦးတိလားသူကလေမြန်မာပြည်အတွက်ဂျင်းကောင်အစ်စ်ကြီးတိလားအရင်တော့ကတက်ကိုချစ်တယ်တက်ဖက်ကပါတော့လူဘာလူနဲ့နော်မလေးကျမတို့ရဲ့ဥက္ကဋ္ဌကြီးတောင်ပါသေးတယ်သူဟိုလောက်ကြလေ reaction လောက်ကြလေဆရာကိုရွှေအောင်တင်းနဲ့တောင်မှသူတို့နှစ်ယောက်ကဟိုဆရာတော်မှအခုနောင်တရနေလောက်ပြီးသွားပြောမိတော့လူမှားပြီးတော့လေသွားပြီးတော့ဘာဖြစ်တယ်ညာဖြစ်တယ်ဆိုသွားပြောမိတာ reaction လုပ်မိတာပေါ့တူလွှင့်မိတာပေါ့အဲ့လိုမျိုးတွေအဲ့တော့နိုင်ငံပေါ်မှာတစ္ဆာဖောက်နေတဲ့ကောင်တွေကတစ္ဆာဖောက်နေတာပဲသူတို့ကလေအဲ့ကျမထင်တာကျမအဲ့လောက်ကြီးတော့အုံနောက်တော့မမီပေါ့ဒါပေမဲ့လေကျမတွေးမိတာနိုင်ငံခြားမှာရောက်ပြီးတော့နိုင်ငံအဲ့လိုမျိုးပေါ့သူများနိုင်ငံသားခံယူနိုင်ငံရေးခိုလုံခွင့်တို့ဘာလို့ခံယူထားတဲ့လူတွေကလေတစ်ချိန်ချိန်ညရင်မြန်မာပြည်အကြောင်းမကောင်းပြောမှာမြန်မာပြည်ကိုမြန်မာပြည်ရဲ့ပြဿနာလေးတွေထဲမှာသူတို့ဝင်ပါမှာပြီးတော့ကျမထင်တယ်အဲ့ Facebook တို့ဟို TikTok တို့ YouTube တို့ကဝင်ငွေကိုလည်းရယူနေတဲ့ပုံရှိတယ်အဲ့ဒါခါကျလူအများစုကြိုက်တဲ့ပုံလေးတွေသူတို့လိုက်ပြောရတာပေါ့နော်အဲ့တော့အခုလေတော်လည်းရေးတက်သားတွေကိုတဲ့အမေရိကန်ထောက်ပံ့ကြေးရပြီဆိုရှောက်လွှင့်နေပြန်ပြီနော်